ကဲအားလုံးပဲသတိထားဖို့ကျွန်တော်လာပြီးမှသတိပေးတာပါပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီကျောင်းဆရာတယောက်တန်းထွေနေကျွန်တော်တို့10တဲပုံမှာလာလို့နေပါပြီဗျာနော်။မြန်မာနိုင်ငံကဟိုဘေးကြီးလောင်းမဲ့လူများနည်းနည်းတော့သတိထားပါဗျာနော်။ကျောင်းဆရာထွေနေလာလို့နေပါပြီလို့ကျွန်တော်ကတော့လက်နေပါပြီဗျာနော်။သူ့ကိုယုံပြီးမှပုံတော့လိုက်တာပေါ့နော်ကျွန်တော်လည်းစားစရာမရှိပါဘူးလို့ကျွန်တော်ကိုယ်တိုင်လည်းစားစရာမရှိတော့ပါဘူးလို့အဲ့ဒါကြောင့်မို့ကျွန်တော်သူထွေနေလို့ကိုကျွန်တော်လည်းကြောက်နေပါပြီလို့ပသိမ်မဲသွားမယ်တဲ့ပသိမ်မဲသွားမယ်လူစင်းကိုကျွန်တော်သူ့ကိုမေးတော့သူခုချိန်ဒီကျွန်တော်ကိုမပြောဘူးပေါ့နော်တော်တော်ဆိုးပါပဲဗျနော်မြန်မာနိုင်ငံမှာဒုက္ခပေးဆုံးလူသားပါဗျနော်အဲ့ဒါကျောင်းဆရာတို့ဒါဟိုတို့ကျောင်းသားတို့ဘာလို့ပေါ့နော်ဒါဒုက္ခပေးတယ်ကျောင်းတိုင်းကတော့ဒါကျွန်တော်ကောင်းကျိုးပေးတယ်ဗျနော်ကျွန်တော်ကတော့ဒါကျောင်းထဲမှာဆိုကျောင်းတိုင်းတယောက်ပဲကောင်းတယ်ပေါ့နော်ကျန်တဲ့ကျောင်းဆရာတော့အဆိုးဆုံးပေါ့နော်တယောက်တန်းထွေနေလုံနေပြီပေါ့နော်ကျွန်တော်ပြောသလိုမြန်မာနိုင်ငံကဒါဘေးကြီးလောက်မဲ့လူများလုံးဝသတိထားကြပါကျောင်းဆရာထွေနေလုံကြောက်တယ်ဗျနော်စားတယ်လည်းမကြံဘူးပေါ့နော်ဒါအောင်မြင်ပြီးတဲ့နောက်ပိုင်းမှာသူလုံးဝထွေနေမစင်းတော့တဲ့ကစားသမားပေါ့နော်ဟဲ့အောင်မြင်ပြီးတဲ့နောက်ပိုင်းမှာလုံးဝထွေနေမစင်းဘူးပေါ့နော်မြန်မာနိုင်ငံမှာအစ်ပြောင်ကောင်းဆုံးနဲ့သူခံယူသွားတယ်ဗျာနော်